တော့ယူသလိုလိုနဲ့ထိုင်ဒီမှာငါတော့လေမင်းတင်လို့ကောင်းတဲ့လုံးဝသဘောမတူဘူးအဲ့တော့မင်းတွေကိုဖြတ်ကြော်စွာကိုစဉ်းစားရင်စဉ်းစားအေးအဲ့ဒါမှမဟုတ်ဘူးဆိုရင်တော့ငါနဲ့စီးပွားလုပ်ဖက်ဖြစ်တဲ့မြို့ကမုတ်ဆိုးဖို့ကိုကျင်ဝဲနဲ့ပေးစားမယ်ဒါပဲအော်ဘဝရေးစားထားလို့တရက်တောင်တက်တယ်မရသေးဘူးပြဿနာလေးတန်းဖြစ်တော့တာအမေကလည်းသူပြောရင်ပြောတဲ့အတိုင်းလုပ်မှာငါကလည်းအချစ်ချင်းမင်းတင်ကိုခွဲနိုင်အဲ့ဒီတော့အမေထပ်ပြီးတော့တစ်ခုခုတော့လုံးမှာဖြစ်တော့ရွာလိုက်တာပါလေငါတို့တွေတကယ်ရဲ့ဘဝတော့တော့တူစားတူပြောခဲ့အခုချစ်တဲ့ဘဝရောက်လို့ပြောရမှာမကြဘူးခွဲရတော့ပြပါမယ်အယောင်သားကိုတွားနေလိုက်ရှားလိုက်ရအောင်ကွာဘာလည်းနဲ့ဒီမှာတယောက်တည်းလွမ်းနေခုချိန်မှာငါလွမ်းရတာပေါ့ဘာလို့ဆက်ရှိငါကိုချင်းစားပါတကယ်ချင်းဝမ်းရည်ထက်ဝမ်းရည်ခက်ဆိုတာငါနားတယ်ပါရှော့စားပြီးဟုတ်တယ်ကွာမင်းနေဘာနဲ့ကြည့်ရလဲလွမ်းနေတာအမေကငါ့ကိုငါကတုံးနေဆိုလို့ဆိုဖို့ကုန်တယ်ဦးကျော်လည်းပေးစားမယ်တကယ်ကြီးလုပ်နေတယ်ဟာငါစိတ်နဲ့တိတ်တော့တိတ်ချင်နေတာငါနေနဲ့မခွဲနိုင်ဘူးနင်းတော့ကိုလိုက်ကိုဆုံးဖြတ်လိုက်ပြီဒီညတောင်မှာအောက်မှာကိုနေရပိုင်းတယ်မင်းနေဘာဖြစ်သွားအဲ့စာမင်းချစ်သူကပြီးလိုက်တဲ့စာဟောငါကြောက်အဲ့စာကိုရမင်းကပြောရမှာလို့ तू ကလာခုလို့မသွားခုလိုက်ဘူးဟုတ်တာပဲငါဘွားမှာရောင်ပြီးမဲ့တဲ့အိမ်ထဲမှာဘန်းတွေကိုအိမ်ဆောင်ပြီးတယ်အခုဆိုရင်ဘောင်ကြီးကငါ့ကိုထုတ်လုံးတယ်ဖြစ်တယ်အဲ့လိုမတိကြမရတဲ့ငါဘွားအဲ့ဆိုလို့ရှိရင်မင်းကပန်းတော်ဆုံးနေတယ်ပေါ့မင်းမခွတ်ငါတော့ခုမပြောနဲ့ဟိုငါအဲ့လောက်ကြည့်လဲမဆုံးနိုင်ပါဘူးကျတော့ငါဘယ်လိုလုပ်မလဲငါ့ကိုကြည့်နေတယ်ဟာမလုံးမနေနဲ့မင်းပန်းတော်ကိုခိုးပြအောင်ခိုးနောက်တိုးတဲ့ပြဿနာငါတောင်းရင်ရွာလဲမှာငါငငယ်ရအမွေရထားတဲ့အိမ်နဲ့ခြံဝင်းရှိတယ်အဲ့မှာမင်းတို့တော့ပျော်တော့နေပြီးတော့လုတ်ကန်စားတော့ကြပါဟုတ်ပြီလားဝမ်းသာရတဲ့ကင်ကြီးဟာဒါပေမဲ့ငါတို့တွေကဟိုရွာထဲဝေးတဲ့နေရာကိုသွားနေမှာဖြစ်မှာကွာ